အားလုံးမင်္ဂလာပါကျွန်တော်တို့ရှေ့သင်ခန်းစာတွေမှာတော့ဟီရာဂနာ46လုံးကျွန်တော်သင်ခဲ့ပြီးသွားပြီပေါ့နော်ပြီးရင်သူနဲ့ပတ်သက်တဲ့ဝါဟာရစကားလုံးတွေကျွန်တော်သင်ခဲ့တယ်အဲ့တော့ဒီနေရာမှာကျွန်တော်တခုပြောချင်တာကအခုသင်မဲ့ခါတခနာစကားလုံးတွေကိုမလေ့လာခင်မှာရှေ့မှာသင်ခဲ့တဲ့ဟီရာဂနာစကားလုံးတွေကိုအရင်ပိုင်နိုင်အောင်ကျွန်တော်အရင်ကြည့်မယ်အဲ့လိုကြည့်ပြီးတဲ့အခါကျမှအခုသင်မဲ့ကျွန်တော်ခါတခနာစကားလုံးတွေဆက်ကြည့်မယ်အဲ့တော့ဟီရာဂနာနဲ့ကျွန်တော်ခါတခနာစကားလုံးကကြတော့အတန်ထွက်ခြင်းအတူတူပဲအခရာပုံစံတွေပဲကျွန်တော်ခွဲသွားတာဖြစ်တယ်ဟီရာဂနာမှာလည်းအာရှိတယ်လို့ခတ္တခဏမှာလည်းကျွန်တော် R E U L O အတူတူပဲပေါ့နော်ဟီရာဂနာမှာ I U L O ရှိတယ်လို့မျိုးခတ္တခဏမှာ I U L O ရှိတယ်ဒါပေမဲ့အခရာပုံစံတွေကတော့မတူပါဘူးအဲ့တော့ကျွန်တော်တို့ဟီရာဂနာတော့ကဟီရာဂနာတော့ကဒါကျွန်တော်အကိုကျွန်တော်ဘယ်လိုဆွဲလဲမှတ်မိသေးရဲ့လားအဲ့တော့တစ်ချက်နှစ်ချက်သုံးချက်ဒါကဟီရာဂနာရဲ့အမလားအခုကျွန်တော်ဟီရာဂနာရဲ့အခုခတ္တခဏရဲ့အကိုကျွန်တော်ဆွဲတဲ့အခါမှာကျတော့တစ်ချက်နှစ်ချက်အဲ့တော့အခရာအတန်ထွက်ခြင်းကတော့အတူတူပဲဒါလည်းကျွန်တော်တို့ပဲဒါလည်းပဲဒါပေမဲ့ပုံသဏ္ဍာန်ချင်းကတော့ကွာသွားတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဟီရာဂနာစကားလုံးတွေကိုပိုင်ပိုင်နိုင်နိုင်ရပြီဆိုမှခတာခနာကိုဆက်ပြီးတော့လေ့လာရမှာဖြစ်ပါတယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့ဟီရာဂနာစကားလုံးတွေနဲ့ခတာခနာစကားလုံးတွေနဲ့ရောထွေးတာတွေမျိုးကျွန်တော်ဖြစ်တတ်ပါတယ်အဲ့တော့ကျွန်တော်တို့သင်ခန်းစာလေးကိုဆက်ကြည့်အောင်ခါတာခနာရဲ့အကိုကျွန်တော်ကြည့်မယ်အဲ့တော့ခါတာခနာရဲ့အကိုဆွဲတဲ့အခါမှာကျွန်တော်နှစ်ချက်ဆွဲပါမယ်ဆွဲချက်ကပထမဦးဆုံးအပေါ်ကနေဒီလိုစောင်းစောင်းလေးနဲ့တစ်ချက်ဆွဲလိုက်မယ်ပြီးရင်အဲ့ဒီနေရာလေးကနေပြီးတော့မှဒီလိုမျိုးအောက်ကိုကောက်ကောက်လေးတစ်ချက်ဆွဲချပါမယ်အပါအဲ့တော့နောက်တစ်ခေါက်ဆွဲကြည့်ရအောင်တစ်နှစ်အပါတစ်နှစ်တစ်နှစ်အပါအရင်လဲဒါကျွန်တော်စောင်းစရာမလိုဘူးပေါ့နော်ပုံမှန်လေးဆိုရင်တော့ဒါကျွန်တော်ရပါတယ်အဲ့တော့တစ်ချက်ဆွဲမယ်နှစ်ချက်တစ်ချက်နှစ်ချက်အပါနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်အပြီးသွားရင်အောက်မှာ e လေးကျွန်တော်ဆက်ကြည့်မယ် e ရဲ့ဆွဲချက်ကလည်းနှစ်ချက်ပဲပထမဦးဆုံးစောင်းစောင်းလေးတစ်ချက်ဆွဲမယ်အဲ့ဒီရဲ့အောက်မှာတက်တက်ဆွဲချမယ် e ပါတစ်နှစ်တစ်နှစ် e ပါe ပြီးရင်ကျွန်တော်အောက်မှာဥလေးရှိပါတယ်ဥရဲ့ဆွဲချက်ကတော့၃ချက်ဖြစ်ပါတယ်ပထမဦးဆုံးတဲတဲတစ်ချက်ဆွဲမယ်ပြီးရင်သူနဲ့အပြိုင်ပေါ့နော်ဒီအောက်နာလေးမှာနှစ်ချက်ဆွဲမယ်ပြီးရင်အဲ့ဒါလေးကျွန်တော်ဆက်လိုက်ပါမယ်အဲ့ဒါဆိုရင်တော့ဥဖြစ်သွားပါမယ်တစ်နှစ်သုံးတစ်နှစ်သုံးဥပါတစ်နှစ်သုံးဥပါအဲ့တော့ R E ဥသုံးလုံးပေါ့နော်ဒါကျွန်တော်ဆွဲကြည့်ရအောင်အဲ့တော့အောက်ကိုကျွန်တော်ဘယ်လိုဆွဲမလဲတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ် R E ရကြတော့တစ်ချက်နှစ်ချက် E ဥရကြတော့တစ်ချက်နှစ်ချက်သုံးချက်ဥပါအဲ့တော့ R E ဥ R E ဥပြီးရင်ကျွန်တော်ဘာလာမလဲဆိုတော့လာပါမယ်အဲ့တော့ရဲ့ဆွဲချက်ကတော့ဒါကျွန်တော်တို့သုံးချက်ဖြစ်ပါတယ်ပထမဦးဆုံးဒါကျွန်တော်အပေါ်ကအလျားလိုက်ဝင်းချောင်းတူတူလေးဆွဲမယ်ပြီးရင်အောက်မှာ down လိုက်ဆွဲကြမယ်ဒုတိယဆွဲချက်လေးကတော့နည်းနည်းလေးရှည်မယ်ပါတစ်နှစ်သုံးပါတစ်နှစ်သုံးပါတစ်ချက်နှစ်ချက်သုံးချက်ပါဒါဆိုရင်ကျွန်တော်တို့ဆက်သွားမှာနော်လွယ်လွယ်လေးပဲဆိုတော့ R E U F ပြီးတော့ကျွန်တော် O ကိုဆက်ကြည့်အောင်။ O ရဲ့ဆွဲချက်ကလည်းဒါကျွန်တော်၃ချက်ဆွဲရပါမယ်။ဒီမှာစာသားနေရာလေးမှာနည်းနည်းလေးတော့ကျွန်တော်ပြတ်နေတယ်ပေါ့နော်။အဲ့တော့ဒီတိုင်းပဲကျွန်တော်ကြည့်ပြီးတော့နားထောင်လိုက်ပါ။အဲ့တော့ O ရဲ့ဆွဲချက်ကဒါကျွန်တော်၃ချက်ဆွဲမယ်။ပထမအလျားလိုက်တစ်ချက်ဆွဲမယ်။ပြီးရင်ဒုတိယဆွဲချက်တစ်ချက်ပြီးရင်ဒီဘက်ကနေပြီးတော့မှဒီလိုမျိုးလေးတစ်ချက်ဆွဲပါမယ်။ O ပါ။တစ်နှစ်သုံး O ပါတစ်နှစ်သုံး O ပါ R E U E O ခတာခနာရဲ့ O ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ R E U E O ငါးလုံးစလုံးကိုကျွန်တော်အတူတူဆွဲကြည့်ရအောင်အဲ့တော့ပထမဦးဆုံး R လေးကိုကျွန်တော်ဘယ်လိုဆွဲမလဲတစ်နှစ် R တစ်နှစ် E တစ်နှစ်သုံး U တစ်နှစ်သုံးsorry နော်ဒါထိနေရမှာနော်မထိလို့မရဘူးအဲ့တော့O ကကြတော့တစ် sorry ကျွန်တော်ပြန်ဆွဲမယ်နော် O ကိုပြန်ဆွဲမယ်
အဲ့တော့အလျားလိုက်ရင်ဆွဲမယ်တစ်ချက်နှစ်ချက်သုံးချက် O ပါ R E U L O ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ hiragana ရဲ့ R E U L O နဲ့ katakana ရဲ့ R E U L နဲ့ဘယ်လိုကွာခြားချက်ရှိလဲဆိုတော့ hiragana ကတော့အကောက်အကွေ့လေးတွေနဲ့နူးညံ့ပျော့ပြောင်းတဲ့သဘောကိုဆောင်တယ်ပေါ့နော်အကောက်အကွေ့လေးတွေများတယ်katakana ကတော့အချွန်အတက်လေးတွေများတဲ့အတွက်မာကျောတဲ့သဘောကိုဆောင်အဲ့လိုမျိုးလေးဒါကျွန်တော်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့မတူဘူးပေါ့နော်အတန်ထွက်ခြင်းတူပေမဲ့အခရာပုံစံလေးကတော့မတူပါဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့ IULOB နောက်တစ်ခုခတာခနာရဲ့ခါခိခုခဲကိုဆက်သွားပါမယ်အဲ့တော့ကျွန်တော်ခလေးကြည့်လိုက်အောင်ခလေးကလည်း hiragana ရဲ့ခလေးနဲ့မတူဘူးလားဆိုတော့တူတယ်အဲ့တော့ hiragana ရဲ့ခါကျွန်တော်ဘယ်လိုဆွဲလဲတစ်ချက်နှစ်ချက်သုံးချက်ဒါက hiragana ရဲ့ခါပေါ့နော်ဒီလိုမျိုးခုံလေးဖြစ်နေရမယ်ပြီးရင်နှစ်ချက်သုံးချက်ပေါ့အခုခတာခနာရဲ့ခါတော့ခုံးစရာမလိုတာကျွန်တော်တို့ဒီလိုမျိုးလေးပါတစ်ချက်နှစ်ချက်ခါပါနော်အဲ့တော့ကျွန်တော်အတူတူနောက်တစ်ခေါက်ပြန်ပြီးတော့ပြန်ဆွဲကြည့်မယ်တစ်ချက်နှစ်ချက်ခါပါတစ်နှစ်ခါပါတစ်နှစ်ခါပါအဲ့တော့အတူတူလိုက်ပြီးတော့လိုက်ဆွဲပြီးတော့ကြည့်တယ်ဆိုရင်တော့ပို့ပြီးတော့ကျွန်တော်မှတ်မိလွယ်ပါလိမ့်မယ်တစ်ချက် sorry အဲ့တော့ကျွန်တော်စီမှာ mouse နဲ့ဆိုတာဆိုတော့လေလက်ကတစ်ခါလေးကြာရင်မထိန်းနိုင်တာတွေပါတယ်ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကိုကစာအုပ်ပေါ်မှာစာအုပ်ထဲမှာရေးတယ်ဆိုရင်တော့လက်ကိုတေးသေးချာချာလေးထိန်းပြီးတော့ဆွဲပါအဲ့တော့တစ်နှစ်ခပါနော်လွယ်ပါတယ်နော်ကျွန်တော်ဆွဲပုံဆွဲနည်းလေးတွေကတော့အရင်အခက်ခဲကြီးတော့မဟုတ်ဘူးပေါ့နော်ခပြီးတော့ကျွန်တော် key ကိုဆက်ကြည့်ရအောင် key ကတော့ဒါလုံးဝကွာသွားပြီ hiragana ရဲ့ key နဲ့မတူတော့ဘူး hiragana တော့တစ်ချက်နှစ်ချက်သုံးချက်ဒါ key ပေါ့နော်အခု katakana ရဲ့ key ကတော့ပေါ်ကအဆောင်ဆောင်လေးအလျားလိုက်တစ်ချက်နှစ်ချက်အဲ့ဒီမှာအလျားနေတစ်ချက်ဖြတ်ကြမယ် key ပါနောက်တစ်ခေါက်ဆွဲကြည့်ရအောင်တစ်ချက်နှစ်ချက်သုံးချက်ခီပါတစ်နှစ်သုံးခီပါတစ်နှစ်သုံးခီပါတစ်နှစ်သုံးခီပါဒါဆိုရင်ခါခိခါခိပြီးရင်ကျွန်တော်တို့ခုလေးဆက်သွားရအောင်ခါခိခုအဲ့တော့ခုရဲ့ဆွဲချက်ကလည်းပဲဒါကျွန်တော်နှစ်ချက်ရှိပါမယ်အဲ့တော့ခုဆွဲတဲ့အခါမှာကျွန်တော်တို့တစ်ချက်ဆွဲမယ်ပြီးရင်ဒီဘက်ကနေပြီးတော့မှဒီလိုမျိုးလေးတစ်ချက်ဆွဲချမယ်ဒါကခုပါအဲ့တော့ခတာခနာရဲ့ခုနဲ့တော့ဒါကျွန်တော်မတူဘူးပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ခေါက်ဆွဲကြည့်ရအောင်တစ်ချက်နှစ်ချက်ခုပါတစ်ချက်နှစ်ချက်ခုပါတစ်နှစ်ခုဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ခါခီခုပြီးရင်ပါလာမလဲဆိုတော့ခဲ့လာပါမယ်အဲ့တော့ခဲ့ကိုဆွဲတဲ့အခါမှာကျွန်တော်၃ချက်ဆွဲပေးရမယ်ပထမဦးဆောင်စောင်းစောင်းလေးတစ်ချက်ဆွဲမယ်အလယ်ကနေပြီးတော့အလယ်ရလိုက်တစ်ချက်ဖြတ်မယ်အောက်ကိုဒေါင်လိုက်ကောက်ကောက်လေးတစ်ချက်ဖြတ်ချမယ်ဒါဆိုရင်ခဲ့ဖြစ်သွားပါမယ်အဲ့တော့1 2 3ခဲ့ပါ1 2 3ခဲ့ပါ1 2 3ခဲ့ပါဒါဆိုရင်ခါခိခုခဲ့လေးလုံးကိုကျွန်တော်ရေးကြည့်အောင်ခါကိုကျွန်တော်ဘယ်လိုဆွဲမလဲတစ်ချက်နှစ်ချက်ခါခိလေးကတော့1 2 3ခိအဲ့တော့ခုကိုဒါကျွန်တော်ဘယ်လိုဆွဲမလဲတစ်ချက်နှစ်ချက်ခုခဲရကြတော့တစ်ချက်နှစ်ချက်သုံးချက်ခဲပါအဲ့တော့ခါခိခုခဲဒါဆိုရင်ကျွန်တော်ခို့လေးဆက်သွားရအောင်ခို့ကိုကျွန်တော်ဘယ်လိုဆွဲမလဲအဲ့တော့ခို့ကိုဆွဲတဲ့အခါမှာဆွဲချက်ကတော့နှစ်ချက်ပဲရှိပါမယ်အဲ့တော့တစ်ချက်ဆွဲမယ်ပြီးရင်ဒီဘက်ကနေတော့မှတစ်ချက်အောက်ကနေတစ်ချက်ဖြတ်မယ်ခို့ပါတစ်နှစ်တစ်နှစ်ခို့ဖြစ်ပါတယ်အဲ့ဒါဆိုရင်တစ်ခါလောက်ပြန်ပြီးတော့ပြန်ဆွဲကြည့်ရအောင်တစ်နှစ်တစ်နှစ်တစ်နှစ်ခို့ပါအဲ့တော့ခါခီခုခဲခို့ငါးလုံးစလုံးဒါကျွန်တော်ရေးကြည့်ရအောင်ခါကိုကျွန်တော်ရင်ရေးမယ်တစ်ချက်နှစ်ချက်ခါခီခုခဲခို့ဖြစ်ပါတယ်
ခါခိခုခဲခိုဒါဆိုရင်ကျွန်တော်တို့ R E U L O ပြီးသွားပြီခါခိခုခဲခိုပြီးသွားပြီဒါဆိုရင်နောက်ထပ်ကျွန်တော်ငါးလုံးထပ်တင်နိုင်မယ်စာရှိစုဆယ်စုစကိုကျွန်တော်ကြည့်မယ်အဲ့တော့စကိုဆွဲတဲ့အခါမှာကျွန်တော်အလှည့်အားလိုက်တစ်ချက်ဆွဲမယ်ပြီးရင် down လိုက်တစ်ချက်ဆွဲကြမယ်ဒီဘက်ကနေတော့မှကွေးကွေးလေးတစ်ချက်ဖြတ်ကြမယ်စပါအဲ့တော့1 2 3စ1 2 3 1 2 3စပါနော်အဲ့ဒါဆိုရင်ကျွန်တော်တို့စပြီးသွားရင်ရှီကိုဆက်ကြည့်ပါမယ်အဲ့တော့ရှီရဲ့ဆွဲချက်လေးကတော့ဘယ်လိုဆွဲရမလဲဆိုတော့ကျွန်တော်တို့အပေါ်ကနေပြီးတော့မှတစ်ချက်ဆွဲမယ်ပြီးရင်အောက်ကနေတစ်ချက်ဆွဲမယ်အောက်ကနေပြီးတော့အပေါ်ဘက်ကိုဆွဲတင်မယ်ရှီပါအဲ့တော့နောက်မှာသူနဲ့ဆင်တူရုံမှဖြစ်တဲ့အခက်လေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့အခုရှီရဲ့ဆွဲပုံဆွဲနည်းလေးကျွန်တော်တိတိကျကျလေးမှတ်ရအောင်အဲ့တော့ပထမဦးဆုံးအပေါ်တစ်ချက်အောက်တစ်ချက်အောက်ကနေပြီးတော့အပေါ်ဝင်ဆွဲတင်ရှီဖြစ်ပါတယ်1 2 3ရှိပါ1 2 3ရှိပါဒါဆိုရင်စာရှိဆွဲကြည့်ရအောင်1 2 3စာ1 2 3ရှိဒါဆိုရင်စာရှိပြီးသွားရင်ဘာလာမလဲစာရှိပြီးသွားရင်စုလာမယ်အဲ့တော့စုဆွဲတဲ့အခါမှာကျွန်တော်တို့ကဘယ်လိုဆွဲရမလဲဆိုတော့ဒီလိုမျိုးလေးပေါ့နော်7ပုံစံလေးလိုမျိုးဆွဲပြီးဒီဘက်ကနေတော့မှဒီလိုမျိုးလေးဖြတ်ချမယ်စုဖြစ်ပါတယ်1 2 1 2စုပါ1 2စုဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်စာရှိစုပြီးတော့ဘာလာမလဲဆက်လာမယ်ဆက်ကိုကျွန်တော်ဘယ်လိုဆွဲမလဲဒီလိုမျိုးစောင်းစောင်းလေးတစ်ချက်ဆွဲမယ်အဲ့ဒီအလယ်ကနေတော့မှဒီလိုမျိုးလေးဖြတ်ချပြီးတော့ဒီဘက်ကိုပြေးလိုက်ပါဆက်ဖြစ်သွားမယ်1 2 1 2 1 2ဆက်ပါ1 2ဆက်ပါဒါဆိုရင်စာရှိစုဆက်လေးလုံးဆွဲကြည့်မယ်ကျွန်တော်စအောင်ကျွန်တော်ဘယ်လိုဆွဲမလဲတစ်ချက်နှစ်ချက်သုံးချက်စရှိရအပေါ်တစ်ချက်အောက်တစ်ချက်အောက်ကနေပြီးတော့အပေါ်ဆွဲတင်ရှိစုကတစ်ချက်နှစ်ချက်စုအခုဆက်လေးကတော့စောင်းစောင်းလေးဆွဲကွေးချအလဲကနေပြီးတော့မဒီလိုမျိုးလေးဖြတ်မယ်ဆက်ပါဒါဆိုရင်စာရှိစုဆက်ပြီးရင်ကျွန်တော်စိုးကိုဆက်ကြည့်မယ်အဲ့တော့စိုးကိုဘယ်လိုဆွဲမလဲခုနကရှိလေးလိုမျိုးပဲသူ့မှာကျတော့တစ်ချက်ပဲဖြတ်မယ်ပေါ့နော်တစ်ချက်ဆွဲမယ်အပေါ်ကနေပြီးတော့မှအောက်ကိုဆွဲချမယ်ဒါဆိုရင်စုဖြစ်ပါတယ်တစ်ချက်ဆွဲမယ်အပေါ်ကနေအောက်ကိုဆွဲချစုတစ်ချက်ပေါ်ကနေအောက်ကိုဆွဲအပေါ်ကနေအောက်ကိုဆွဲစုပါမယောနဲ့ပေါ့နော်ကျွန်တော်ရှိနဲ့မတူဘူးပေါ့နော်ဒါစုဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့စာရှိစုဆယ်စုငါးလုံးစလုံးကိုကျွန်တော်ရေးကြည့်ရအောင်စကိုတစ်ခေါက်ပြန်ရေးကြည့်မယ်1 2 3စာရှိကအပေါ်တစ်ချက်အောက်တစ်ချက်အောက်လားအပေါ်လားအောက်ကနေပြီးတော့အပေါ်ဆွဲတင်ရင်ရှိစုရကြတော့တစ်ချက်နှစ်ချက်စုဆဲရကြတော့စောင်းစောင်းလေးဆွဲအလယ်ကနေပြီးတော့မှဖြတ်ကြဆိုရကြတော့တစ်ချက်အပေါ်လားအောက်လားအပေါ်ကနေဆွဲမယ်အပေါ်ကနေအောက်ဆွဲမယ်စုဖြစ်ပါတယ်ဒါဆိုရင်ဒီနေ့သင်လိုက်တာကျွန်တော်15လုံးပေါ့နော် I U L O ခါခိခုခဲကိုစာရှိစုဆယ်စုဒါဆိုရင်အကုန်လုံးကိုကျွန်တော်တစ်ခါလောက်ပြန်ပြီးတော့ပြန်ရေးကြည့်အောက်ဘယ်လိုရေးမလဲခါတာခါနိုင်ရဲ့အောက်ရေးတဲ့အခါမှာတစ်ချက်ဆွဲမယ်ပြီးရင်ဒီနားလေးနေတော့တစ်ချက်ပြတ်မယ်ဟုတ်ပြီနော်ဤလေးရကြတော့စောင်းစောင်းလေးတစ်ချက်ဆွဲတစ်ချက်အောက်ဆွဲချမယ်ဤဥကတစ်ချက်နှစ်ချက်သုံးချက်ဥအဲ့လေးရကြတော့အလယ်အားလိုက်တစ်ချက်ဆွဲနှစ်ချက်ဆွဲသုံးချက်ဆွဲအဲ့အိုကကြတော့တစ်ချက်နှစ်ချက်သုံးချက်အိုခါကိုဘယ်လိုဆွဲမလဲကျွန်တော်ခါကိုဆွဲတဲ့အခါမှာဒီတစ်ချက်နှစ်ချက်ခခိရကြတော့1 2 3ခိခုကကြတော့1 2ခုခဲရကြတော့တစ်ချက်နှစ်ချက်သုံးချက်ခဲခိုးဘယ်လိုဆွဲမလဲကျွန်တော်တို့ခါတာခါနိုင်ရဲ့ခိုးရဲ့ဆွဲနည်းလေးတစ်ချက်ပြန်ကြည့်ရအောင်ခိုးဆွဲတဲ့အခါမှာနှစ်ချက်ဆွဲမယ်ပေါ့နော်အဲ့တော့ဘယ်လိုဆွဲရမလဲဆိုတော့ကတစ်ချက်နှစ်ချက်ခိုးပါဒါဆိုရင်ကျွန်တော်ခိုးပြီးသွားရင်စကိုပြန်ဆွဲမယ်အဲ့တော့စာရှိစုဆယ်ဆိုကျွန်တော်ပြန်ဆွဲမယ်အဲ့တော့စကိုဆွဲတဲ့အခါမှာအလယ်အားလိုက်တစ်ချက်ဆွဲနှစ်ချက်သုံးချက်စပါစပြီးသွားရင်ကျွန်တော်ရှိရကြတော့
အပေါ်တစ်ချက်အောက်တစ်ချက်ဘယ်ကနေဆွဲမှာလဲအောက်ကနေပြီးတော့အပေါ်ဆွဲတင်ရှိပါပြီးရင်ကျွန်တော်စုလာမယ်စုရကြတော့တစ်ချက်နှစ်ချက်စုပါစုပြီးရင်ဘာလာမလဲဆက်လာမယ်ဆက်အဆွဲသလိုမျိုးပဲခါတာခါနိုင်အဆွဲသလိုမျိုးပဲတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်အဲ့ဒါဆိုရင်ဆက်ဖြစ်သွားမှာပဲ sorry ဒါကအပေါ့နော်အဲ့ဒီအကိုမှအရဲ့ဒုတိယဆွဲချက်နေရာလေးမှာဖြတ်ပြီးတော့ဒီအလယ်ကနေပြီးတော့မှဒီလိုမျိုးဆွဲချလိုက်ရင်ဆက်ဖြစ်သွားမယ်ပြီးရင်ကျွန်တော်တို့ဆိုကကြတော့ရှိနဲ့တော့ဆင်တူတယ်ဒါပေမဲ့ရှိလိုမျိုးနှစ်ချက်ဆွဲစရာမလိုဘူးတစ်ချက်ဆွဲမယ်အပေါ်ကနေပြီးတော့အောက်ကိုဆွဲချမယ်အဲ့ဒါဆိုရင်တော့ဘာဖြစ်သွားမလဲဆိုတော့ဆိုဖြစ်သွားမယ်ဒါဆိုရင်ကျွန်တော်ဒီနေ့သင်လိုက်တာခါတာခါနာမှာအခရာ15လုံးသင်လိုက်ပါတယ် R E U L O ခါကီခုခဲကိုစာရှိစုဆယ်ဆိုတည်တည်ချာချာလေးကျွန်တော်ဆွဲပုံဆွဲနည်းလေးတွေကိုတည်တည်ချာလေးပြန်ပြီးတော့လေ့ကျင့်မယ်ဟီရာဂနာနဲ့မရောဘဲနဲ့ဟီရာဂနာကိုပိုင်နိုင်ပြီဆိုမှဒီခါတာခါနာစကားလုံးလေးတွေကိုဆက်ပြီးတော့ဆက်ကြည့်ပါအားလုံးကျေးဇူးတင်ပါတယ်